အားလုံးပဲကြပါကျွန်တော်နာမည်ကတော့ Esther ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အခု YouTuber တက်လည်းဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီနေ့မှဆိုရင်ကျွန်တော်ဒိုင်းမို့တတိဖြစ်လို့ပါပဲအေးဆိုဒိုင်းမို့တတိဖြစ်ခင်တက်ပင်ကိုတူခောက်ပါဖြစ်ပါတယ်တက်ပင်ကိုကျွန်တော်အားရပါရကျွန်တော်ခုံနေရပါကျွန်တော်ဒိုင်းမို့တတိဖြစ်လုံးဝအတွက်အေးဆိုကတက်ပင်ကိုခုတ်ရပါတယ်ဒိုင်းမို့တတိမဖြစ်ကိုအာရုံတတိဖြစ် The protest โอเคတက်ပင်ကတက်တာတို့နေရပါပြီခုတ်တာပဲရခုတ်တာပဲဒီတော့တက်ပိတ်တပီလုံးပြောင်းခုတ်ပြပါဗျာ တက်ပြီခုတ်ရတယ်ခုတ်ရဆိုကျွန်တော်ကတော့ဒီဆုံးတက်တာတွေကိုချောတတ်မယ်အများကြီးလုပ်မယ်လုပ်ဆိုလုပ်လာတယ် ပြည့်ပြည့်လုပ်ရ credit ပဲတစ်ခုလုပ်တယ် တက်ဟောတော့မှားပြီ ကျွန်တော်မှားပြီ credit တွေအများကြီးလုပ်ပြီးပါတော့ လုပ်နေအသွားပြီ မလို့လေ အဲ credit တွေကအများကြီးဖြစ်သွားပြီ လုံးပြီးနဲ့ထားလိုက်ပါလို့ဆိုပြီးကျွန်တော်ဒီဆို credit လုပ်ပြရခြင်းနဲ့ pickers တချောင်းလေးလုပ်လိုက်တယ် pickers လေးတော့ လုပ်ရတဲ့ pickers ကိုယူ pickers လေးရ ယူပြီးတော့ကျွန်တော် လုပ်ပြရ credit တွေကအများကြီး ဆိုမိုင်းလို့ကျွန်တော်ပါတယ် ဖေးရမှာကွာတွေ့တိုးကျွန်တော် pickers တဲ့ခုရှိပါတယ် ဘာတူရမှာရှိပါတယ်ဆိုပြတဲ့အတိုင်းပဲဗါလေဟိုကဒိုင်မွန်တတိမဖြစ်ခင်အာရွန်တတိဒီအာရွန်တတိလုံးဝမဖြစ်ခင်မှာဘာတတိလဲဆိုတော့တို့ကြည့်လိုက်ပါဘာတတိဖြစ်တယ်နော်ဒီတော့တိုးတွေ့ဟဲ့ happy new year ဒီကပါလေတိုးတော့ကောင်းနေပါပါလေကျွန်တော်အဲ့ရလည်းဝတော်ရေးကြီးနေပါလေโอเคပါအဲ့ရလည်းဝတော့ကျွန်တော်တိုးလို့လိုက်ပတ်ရှာဖြစ်ပါလေ哦，估计让我苦的面儿，Oh my god，Oh my god，都人讲没啦？都来我嘛嘞？都所以那种年纪那都的，红嘛是的，我把这嘛是苦了那的都呀。OK 吧，都嘛是吧？那是的嘞，都来。OK 都嘛，哎呀，对不了呀，到了那都嘛。ရပြီလေအဲ့ဒါပြီးဟိုဘက်ချင်မှာရှိတယ်ခိုးရင်သူမယ်ရေလည်းမကြောက်လောက်ရမယ်ဆိုတော့အဲ့ဒါအောက်မှာချက်ထားမယ်အောက်မှာတစ်လုံးထားမယ်နောက်တစ်လုံးထားမယ်โอเคထားပြီးဆိုတော့စိမ့်မယ်အောက်စိမ့်မယ်ရေဆုံးဒီဘက်ချင်တာမသိဘူးတူရတူမယ်လာအိုးခိုးတယ်ဒီတော့မတူးခင်ကျွန်တော်ကြာနေစတုံးနေကောက်မယ်မကောက်သေးဘူးအောက်ဘလော့ချလိုက်ဟိုခိုးတွေတူပြုတ်ကြတော့ကျွန်တော်ဘလော့ချလိုက်ချပြီးကြတယ် pickets နဲ့လာလုပ်မယ်အိုးကျွန်တော်ဒိုင်းမို့တဲ့စိတ်မဖြစ်ခင်အရင်ဆုံးအာယုံတည်းမဖြစ်ခင်ခိုးတစ်ထိပ်လေးဖြစ်သွားပါမယ်ခိုးရအများကြီးပါโอเคပါခိုးတွေတော့တူးနေပါတယ်ဆိုတော့မြင်ရတော့အားပါတရားကျွန်တော်တူးနေတာပါခိုးတွေရတယ်ကွာမလုံးဝမကုန်နိုင်ဘူးကျွန်တော်ခိုးတရေဖြစ်ပါပြီဟာโอเคခိုးရโอเค HP level တွေတက်ပါကျွန်တော် level 1ရောက်ပြီเนาะခရစီတွေတော့အများကြီးတော်တော်ရဆိုတော့မျိုးစရာတက်တာရအားလုံးcrossy တွေလည်းအများကြီးတယ်လို့ Let's go ကျွန်တော် pickets တွေကျိုးတော့မယ်ဆိုတော့ crossy တွေပဲတော့ချလိုက်မယ်ချပြီးဒီမှာကျွန်တော်ဆုံးဟို stone pickets တွေ crab လိုက်တို့တာ stone တက်တာနဲ့ crab ပြီးတော့ကျန်တဲ့ပစ္စည်းတွေကို crab မယ်ထုတ်လို့မယ်ကျွန်တော် stone ထူးစီအားလုံးလုပ်မယ်ဒါလုပ်မယ်ဆုံးpickets လုပ်မယ်အဲ့ဒါဒါတခုပဲဟိုလည်းမလို့မီးလာရောဒါမလုပ်သေးဘူးပိတ်ထားတော့မီးလာရင်လုံးမီးလာကြာပြီ၄ချောင်းရပြီမီးလာရေလို့ကျွန်တော်ရှားလို့ရပြီဆိုတော့တူးမယ်အားလုံးလည်းကုန်သွားပြီကျွန်တော် pick အောက်ရော credit ပဲရှူပါမယ်နော်ရှူပါမယ်လေကျွန်တော် credit ပဲပေါ်တယ်ဆိုတာထားလို့မရဘူးနော် let's go ယူရလိုက်မယ်သွားကြမယ် like it သွားကြမယ်
ဖြည်းဖြည်းကုန်နေရရေလည်းမပြုတ်ကြစေပါနဲ့โอเคကျွန်တော်ကတူးမရပဲနဲ့ကျန်တဲ့ဟို stone tools အပြည့်ရပါလေရှာရှိမှာပါကောင်းလို့တက်နွားကြီးတက်ပြက်နွားကြီးတက်ရောက်ဘာကောင်းလဲရောက်ငါခုမှဟိုဟာမဟုတ်လားနေယူစုပါလေပေါ့ first YouTuber နေယူပေါ့โอเคအဲ့တော့မင်းတို့ကောင်းပြီနေယူ YouTuber first YouTuber နေ first YouTuber မဟုတ်နေယူ YouTuber ကွာ first YouTuber ဆိုမြင်ရတာလားပထမဆုံး YouTuber ပြောဆိုတူးလိုက်တက်ရမယ်လို့ညာဘက်ပြောအဲ့ဘက်ဒီကွာတူးတက်မယ်တူးရေးကြည့်တယ်ဟမ်ဒါလည်းရေးမကြည့်ဘူးငါတူးရေးဆိုရှောက်လို့လည်းဘိုင်လို့လားပါစုံမဘိုင်လို့လားမသိဘူးစုံမအနေနဲ့ညာတိတယ်လားကျွန်တော်ခုံတက်ဘူးမခေါ်တက်ဘူးကွာညာရောက်လို့မဖြစ်ဘူးညာရောက်သွားပြီးပွဲပြီးမယ်ညာရောက်ပွဲပြီးမယ်ပွဲပြီးကြက်တယ်ဒီလား ဖြစ်တော့ အဲ့ကျွန်တော် တိုးတော့ဝင်နေပြီလေ ဂစ်တယ်ဝဲကုန်းမှာဝက်နေတာ ပစ်ကလေးပေါ့ ပစ်ကလင်မဟုတ်ပါဘူးနော် ဘယ်အောင်ကောင်လေး အနီးကိုနဲ့ပစ်ကလင်မဟုတ်ပါဘူးဆိုတော့ level တက်တော့တက်တာပဲโอเคတူမယ်ဒီအောင် ကျွန်တော်ရေတော့ကျွန်တော်မိုင်းချက်ပြီးနေလာအောင်နော်ချက်ကြည့်ပြီးပါဦးကျွန်တော်တောင်းဆိုစီပါလေချက်လေးပဲနော် သူစတုံးလေးကိုကျွန်တော်ကအားတပဘာလဲဆိုစတုံးခိုးတစ်ထိပ်ပြစတုံးတစ်ထိပ် နောက်ပိုင်းတက်ပြကျွန်တော်ရေတော့ဒီတူးနေတာအတွက်ပြရရတူးနေတယ်ပါ ကြာလို့ တူးရပါကျွန်တော်ချက်ကြော်လာပြီးတော့ ဒီတော့မိုင်းမရ အာရုံတွေးတဲ့ခါကျကျွန်တော်ပြန်ပြမှာဖြစ်ပါတယ် โอเคအခုကျွန်တော်မိုင်းနေစတုံးမှာကျွန်တော်စတုံးဓာတ်လေးတွေလုပ်ရမယ်နော်စတုံးဓာတ်မလုပ်ရင်ပါလေအိုင်မဆော့လေးလို့အိုင်မတော့မတွေ့နိုင် ကိုကျွန်တော်တော်များများ โอเคကျွန်တော် တူးနေတာမြင်ရမယ် ချက်ဆောက်ရကြပါ โอเคတူးနေပါလေ တူးမယ်အိုင်မကေဘရိုပြန်ပြောပါမယ်โอเคပါချက်ဆောက်ပေးတော့ပါ like subscribe လည်းလုပ်ပြီးကြပါ let's go အားလုံးပဲကျွန်တော်အခုဆိုရင်တော့ကျွန်တော်ခွာလို့ပြောပြကျွန်တော်ဘိုင်းတူတာအခုဆိုကျွန်တော်နော်ပိတ်နေတာဖြစ်ပါတယ်အဲဒါပိတ်နေတာမှာကျွန်တော်နေတော်တော်ပိတ်မိတာဖြစ်ပါတယ်ကျွန်တော်အိုင်ဘွားလည်းအများကြီးရတယ်ကျွန်တော်အိုင်ဘွားချူလာပြီးသားဖြစ်ပါတယ်အခုရှစ်လောက်ကြိုးပြပါပါတယ်โอเคကျွန်တော်ကဘာဖြစ်လဲဆိုတော့ဒီအပြစ်မှာပါတယ်အကောင်တွေကပိတ်နေပါတယ်စကလက်တက်တက်ကျွန်တော်ကြားနေတယ်အခုစကလက်တက်တက်ကြားရတဲ့ကျွန်တော်ဒီတော့ကျွန်တော်စာထိုင်စားနေတာလေအမှန်မဆိုင်ပါဘူးဆိုတော့စာဆိုင်နဲ့အပြင်ကိုထွက်လို့ရအောင်စောင့်နေတယ်ဆိုတော့โอเคကျွန်တော်ဖောက်ကြည့်မှရတော့ရှိတာလို့ဟိုစကလက်တက်ရှိတယ်ပြပြစကလက်တက်ရတဲ့ဆိုတော့ကြားနေရကျွန်တော်ခက်ခဲပေါင်းများတော့ကျွန်တော်အဲ့လိုက်ပါလေနေရာမှာအဲ့လိုမရသေးဘူးလေမူစတာရဒီမှာရှိလို့အဲ့တော့ကွိုင်းတော့တက်တာပဲဘာလို့လောက်လာလို့ငါအဲ့လိုရပြီကွာအဲ့လိုပြောလို့မရပါဘူးဒီမှာတော့အဲ့တော့အများကြီးရပါတယ်ဆိုအဲ့လိုအများကြီးအဲ့လိုရပြီဆိုတော့တက်တာမလောက်တော့ဘူးကျွမ်းကိုကျွန်တော်ဘာမှလည်းလုပ်ကြမှာမရှိဘူးမိုင်းထိုင်ကူရတိုက်ခိုက်ဦးဒီကျွန်တော်လောက်ရတာလည်းလုပ်လို့မရဘူးကျွန်တော်တက်တာလို့ရှိကျွန်တော်မိုင်းပဲဆက်တူလိုက်တာ let's go မိုင်းတို့ကနည်းနည်းဝဲအဲ့လိုတွေအများကြီးပဲကိုအဲ့နှစ်တုံးလားဟိုတူနှစ်တုံး oh my god မှာ3တုံးနှစ်တုံးလားမသိဘူးတူအို4တုံးဟာ4တုံးဒီမှာရတူအဲ့လို4တုံးခင်းအဲ့လို4တုံးရပါဟုတ်တယ်အဲ့လို4တုံးကျွန်တော်ဒိုင်းမွန်တစ်သိန်းပြောင်းလုပ်ဝင်ပြောပါလေကိုကျွန်တော်ချမ်းသာပြီဒိုင်းမွန်တစ်သိန်းဖြစ်ပြီးအဲ့လိုတစ်သိန်းဖြစ်ပြီး let's go ကျွန်တော်အားလုံးအများကြီးဟိုမှာအားလုံးကကြိုတယ်တာပဲပြီးသေးဘူးအားလုံးတော့အများကြီးလောက်တာအပြေထွက်ချင်ကွာဒါပေမဲ့ဒီမှာအကောင်တွေအများကြီးရှိတယ်ကျွန်တော်ထွက်လို့လည်းမရအဲ့လိုလည်းမရပါဘူးမူစတာရှိဆိုအဲ့လိုလည်းမရအဲ့လိုရတော့ကောင်းမိုင်းစတူမယ်လည်းကောင်းမလေးနားလည်းမတူးချင်နေဘူးကွာဘာခရက်ပြီးရထိုင်းကလည်းခရက်ထိုင်းကလည်းခရက်ပြီးရနော်ထိုင်းကလည်းခရက်ပြီးရဘူးလို့ရှောက်ခရက်လေးနဲ့မရဘူးပြင်းစရာကြီးကွာဒိုင်းကတော့ခရက်လို့များဘွားဆိုတော့ပြင်းစရာကောင်းတာရပြီအိုင်ရိုတွေအများရပါပြီဆိုအိုင်ရိုတွေအများကြီးမှများရပါပြီโอเคကျန်တဲ့အိုင်ရိုကြိုးရမှာနော်ကျန်တဲ့အိုင်ရိုတွေများတယ်โอเคကျွန်တော်ကြိုးနေရင်
ဓာတ်ချောင်းလုံးဝိုင်းရမယ်အကောင်တိုက်ခိုက်ဖို့ဓာတ်ချောင်းလို့လေစကိုဓာတ်ဖက်မယ်ချောင်းအဲ့လိုကျွန်တော်ပါတယ်အုတ်ထုံနဲ့ဖက်နဲ့ဟုတ်လားအုတ်ထုံခရက်မယ်ဖက်နဲ့ခရက်လိုက်မယ်အဲ့ဒီနာနဲ့ငါပဲလက်ကင်ဖက်ခရက်မယ်အာခရက်ဖူးရလို့ Oh my god အဲ့မှာတုံးမဲကျန်တော့ဟာခရက်ဖူးရကိုလိုက်ကိုကွာရှိတဲ့ဟာနဲ့ကိုလိုက်ကိုခရက်ဖူးရတယ်ရှိရလဲဝတ်လိုက်ပြီးတော့ရပါပြီအိုင်ရိုကနည်းနည်းအိုးဒီတုံးပြီးဒါစကိုအိုင်ရိုငါတို့ရပြီခရက်လို့ရလေလားမသိအာမခရက်ကြီးဒီမှာခရက်ရမဟုတ်ဘူးမလေးရကွာဒီမှာခရက်နေရမဟုတ်ဒီမှာခရက်စီးနေမှာခရက်ရမှာခရက်လို့မရဘူးလားအိုင်ရိုတုံးလို့လူတယ် Oh my god ငါတို့ပဲရှိတာတော့ရှစ်တုံးလူတော့ခက်လိုက်တာပဲတော့ခက်လာတယ်ခင်ဗျာအဲ့လိုရတယ်အားလုံးမရရတယ်ပေါ့တော့ခက်ပါခက်အများကြီးစပွန်းနေလို့ Okay အဲ့ကြည့်ပါမူစတာရှိရတယ်အဲ့လိုလည်းမရပါဘူးကွာအဲ့လိုလည်းလောမရဘူးတော့ခက်တယ်ကွာမကွာ response ဝိုက်ဆက်တာတော့အပြင်ထုတ်လို့ငါလည်းအဲ့ကြည့်ပါတာမရှိဘူးအရှင်ဘာကုန်ရှိမသိဘူးခရီးပါမြင်သွားလို့မရနော်ခရီးပါမြင်သွားရင်ငါနာပေါက်တယ်ပေါက်ကအလုပ်ကွိုင်တန်ပြန်ပိတ်တာဆိုမနေ့ရောက်ရေးဆိုတော့ဒီမှာပဲအဲ့ဒီမိုင်းကူလည်းလုံးပါလုံးချင်နေဘူးဘာမှမလုပ်ချင်ဘူးကွာပြင်းစရာကြီးမိဘကုန်းခိုးတွေလည်းရှိတယ်ဆိုခိုးပြယူလိုက်မယ်နော် toast တွေရှိတယ်လုံလောက်တယ်ငါတားกินမရမှာတားกินမယ်ငါမှန်းနေပြီကွာတကယ်ထဲမယ်ထဲပြပွားပြီးတော့အသားထည့်လိုက်မယ်ကဲနားမယ်ဘာလို့ရလဲရောတူးရင်ကောင်းတယ်တူးလောင်းမယ်ဆိုတော့တူးရကျွန်တော် channel like subscribe ပြုလုပ်ပြီးကြအောင်မမိပါတယ်နော် Okay ဒီလေးစား Okay ကျွန်တော်တူးနေတာဖြစ်ပါတယ်အခုတလုံးလားဆိုတော့တူးနေရပြီဒီကောင်းနေ Okay အားလုံးတလုံးနဲ့ဆုံးတွေ့ရင်ရပါပြီကွာတုံးတော့မမြင်နိုင်အဲ့ဒါဆိုငါချက်ပလိုက် crab လို့ရပြီဟဲ့တုံးမမြင်တွေ့တယ်ကွာမှောင်သွားပြီတဲ့လို့ကြားနေရတယ် toast တွေထိုးမှရတုံးနေရတယ်တော်တော်များနေပြီမိုင်း toast တွေထိုးမယ် toast တစ်ချောင်းထိုးလိုက်မယ်ဒီနားပါ Okay ကဲကားပါဘော toast တွေတဲ့ဘာမှမရှိဘူးလားကွာအဲ့လိုလည်းမရကြတယ်ကွာဘာမှမရှိဘူးဘာမှကိုမရှိတယ်ကွာငါမိုင်းပဲဆက်တူတာပဲကောင်းမှာမိုင်းဆက်တူတာဘာမှမတွေ့ရဘူးတူးညက်ပါဟေးနေစေတော့မသိဘူးအားရအားပါလဲဆိုရင်ခဲထူးစိတ်လို့ရခရက်ဘူးလည်းမရတယ်ရှေးရခရက်ကြီးဒါပေမဲ့ငါတက်တာမလို့တော့ဘူးတက်တာတုံးပဲရှိတာ6တုံး9တုံးလားရှေးဖရက်တန်ဘာလို့ရမလဲအဲ့ရမှာအဲ့ကြည့်ရော Bed is too far away. ဆက်အဲ့ကြည့်ရော Okay ပြောစရာအဲ့ရမှာအဲ့လိုရပြီ Okay the next day Okay မနေ့ကရောက်ပြီချက်တူးမရလားဘာကောင်ရှိဇွန်ဘီကွာဇွန်ဘီပဲမတ်စကလေးတဲ့ကောင်ကွာငါလည်းပြီးတယ်မလားဇွန်ဘီဆိုတော့မနေ့ရောက်ပြီဆိုပစ္စည်းအားလုံးထွက်မယ်စစ်စားတော့တင်ရမယ်ငါအခုမှလွတ်ပြီးကြုတ်ပြီးပြောရတာကွာဟုတ်ဆိုမလွတ်တယ်မလွတ်ကြုတ်တယ်မကြုတ်ပိတ်မိတယ်ကွာဒီထဲမှာတော်များများပိတ်မိတယ်တော်ကြာပြီဒီမှာပိတ်မိတော်ကြာမခဏခဏ HP လာမတက်သေးဘူးဆိုတော့အရင်ဆုံးဒီကွာအဲ့ရယူရမယ်အဲ့ရငါမှတုံးရှိပြီတစ်လုံးရှိငါနှစ်ခုခေါ်တာပဲအဲ့ရနှလုံးလောက်တာယူရလိုက်မလဲအဲ့ရရှာပါပါဆိုဒီကဒီမှာရှားတယ်ဒီပိုင်းမှာရှားတယ် Okay ပြီးထွက်လိုက်အောင်ဘာကောလဲတွေ့မှမသိဇွန်ဘီတကောင်ကွာဟာကွာဒီဇွန်ဘီကောင်ကအေးဆေးချလို့ရချတယ် Oh sorry ရောငါချက်သိတယ်အေးတေးလိုက်တော့ကောင်းတယ်ဇွန်ဘီကဒီမှာတကောင်လေးတာပဲဟျူဇွန်ဘီကထီတော့တော်နေရောမကောင်းကွာအေးတော့ငါလည်းအလုပ်ဖြစ်တဲ့တပင်လေးခုတ်မယ်အိုး
creeper oh my god နောက်တော့ creeper လေကို oh my god ohနောက်တော့ creeper လေကိုနောက်တော့ဟာငါတက်ဝိုင်းတော့oh my god တော်ရတာမတည်ပါတော့ကွာတော်ရတာငါအာမဝတ်တာလို့အိုးအာမဝတ်လာမောငါတေးနေလောက်ကြီးချိန်ရောက်တော်ရဘောအာမမရှိဒီချိန်တော့တေးနေလောက်ဟဲ့တပည့်ခုံးမရတော်အနေရများဒီတော့လားလစ်မရဒီတော့ပါအော်ဒီတော့လစ်မရတက်တာလုံလောက်လားဒီလောက်ဆိုတေးနေလောက်နေခုံးမယ်ကွာတက်တာနဲ့သုံးမှာပါပြီတက်တာမခုတ်ပဲမနေတော့မတပည့်ပေါက်ခွဲသွားကြောက်စရာကြီးစပိုက်ဒါoh my godစပိုက်ဒါဖြစ်တယ်စကလက်တေးပြနေပြီ oh my god ငါတေးပြလောoh my god အနောက်ပြနေပြီ oh shit ဟိုတော့လေလွတ်ပြီလားမသိလွတ်ပြီအနောက်မလှည့်ကြည့်ပြေးနေရပြီကျွန်တော်ပြေးနေရပြီအနောက်မလှည့်ကြည့်ရတော့အကောက်တွေအများကြီးလိုက်လာမကြောက်လို့ပြေးရတယ်သူတို့ခွာရှိမှစကလက်ဟိုစပိုက်ရတော့တွေ့ရကူအနောက်စကလက်တည်းပြည့်တယ်ဆိုဒီမှာပြေးနေရပြီဟေးဒီတော့ကျွန်တော်လွတ်မရဒီတော့ပါဆုံးပြီးရတဲ့တခုပဲကောင်းတယ်တကယ်ပြောရကွာဒီတော့ကျွန်တော်မကြိုက်ရှေ့ဝတ်တက်ပြရအောင်မယ်ဒီကငါရှိပါကောင်းတာဒီဝက်ဘာလို့လဲမသိဘူးမင်းတက်ဆိုဒီတော့မကြိုက်ပါဘူးဆိုဒီလားဟောဒီအော်တော့လာကွာဆုံးမတော်တဲ့ဖြစ်ပြီးတော့ကွာတဲ့ရှိတယ်ဆုံးမအဲ့လည်းကျွန်တော်မဝင်ဘူးလို့ပြောတယ်ဆုံးမတော်လည်းဖြစ်တယ်အဲ့ဒါပြီးတော့ဒီတပည့်လာကွာဇွန်ဘီတွေရောစကလက်တက်တွေအားလုံးကိုသူကနေပူရင်တိတ်တက်မှာအဲ့ဒါကိုကာကွယ်ပေးသလိုဖြစ်နေဆိုနည်းနည်းတော့ကြောက်နေပြီတော့နော်ဒါဘိုင်ဝင်မြင်လက်မရမဟုတ်ကျွန်တော်ဒီတော့မှနေလေကျွန်တော်ခေသွားမယ်ရှေ့တိုးတကောင်ကမလို့ဒါမှလည်းတက်ရမှာစားစားလုံလောက်မှုရှိတာတိုးတက်ရအောင်ပဲကျွန်တော်မလို့ပဲတက်ကွာဒါတော့လို့ဒီတိုးတာကွာငါဘိုက်စားအဲ့ရနှလုံးခရက်ပြရအချိန်မှာအများကြီးပုံနေကွာစားတယ်လာတော့လည်းမရဘူးโอเคဒီတော့ရလီโอเคပြောကျွန်တော်အိုးပြစ်စီတာခရက်လာမရှိဘူးနဲ့တစ်တာချောတက်ရအောင်အများကြီးတက်ပြီးသွားဆိုရင်ဒိုင်းကတစ်ခုလောက်လိုက်မယ် let's go ဆိုဒိုင်းကလည်းအိုင်ဝဖူးမှာလည်းဖြစ်ပြီမယ်ကျွန်တော်ဒိုင်းကလည်းဖြစ်ပါတယ်ခင်ဗျာခွဲစီရတဲ့ကျွန်တော်ဒိုင်းကလည်းဖြစ်ပါတယ်အိုင်ဝဖူးမှာလည်းမဟုတ်ဘူးဒိုင်းကလည်းပါအေးဒီ credit ပဲတို့ကမလူတော့ကျွန်တော်ထားခဲ့လိုက်ပန်ကင်းထားခဲ့လိုက်ချက်ပိုင်ရောလစ်မယ်နော်ချက်ပိုင်ရောလစ်မယ်ဒီဘက်တော့အနေရဲများတယ်ကျွန်တော်ခွအောင်ပြောလို့ပဲကောင်းနေတာကွာတပင်းများတို့များဒီကကျွန်တော်ထွက်ချင်နေပြီတော်ကောင်းနေတယ်ကွာများတယ်ကွာဆုံးမအိမ်ကတို့တောက်လို့မယ်စီပလေးကောက်ပြစ်လိုက်လေကျွန်တော်ဘွားတွေးရတယ်စိတ်တင်ရောတေးတက်လေဘရိုဒီကောင်ကလှေလောက်ခိုင်းကေဟိုအရှိပါရှားပိုင်ဝင်ရောက်ပြီအိုးဒါပါလေဟိုဘိုင်ဝင်မလဲပါလေထေရှုပြီးနေတာပဲโอเคမြင်တော့โอเคမြင်တော့မရမယ်ထေရှုပြီးထားပါရောအာရတင်းနေပြီတင်းနေတယ်ဟိုဟေးကွာရတယ်ကွာတေတော့ဟိုလေထေရှုပြီးဘိုင်ဝင်ရောက်ပြီ let's go โอเคခုံးလို့မရဘူးလားခုံးလို့ရပြီအေးရတယ်ကွာရတယ်ကွာရတယ် oh my god ဘာမှခုံးလို့ရတယ်လေကွာဟာဒီမှာဘာကောမြေခွေးလေးနော်ခွန်းကဘိုင်လို့သူ့ရလို့ခွေးရှိတယ်နော်ဟိုရှိပါထေရှုပြီးတယ်ညာထေရှုပြီးဘိုင်မှာဆို cherry ပင်နေရှိတယ်ပေါ့ sweet berry လား cherry လားမသိ sweet berry လားမသိဘာတီးတယ်မသိဒီအနီအောင်လေးနဲ့ဒီအပင်ကြီးထိလိုက်စူးတယ်ဒီအပင်ကြီးရှိတယ်ခင်ဗျကျွန်တော်သိပင်တွေကအတီးတို့ယူရစားလိုက်အောင်မယ်ဟိုမှာပြောဆိုရင်တွေ့ပါပြီကျွန်တော်တီးတာ sweet berry မှာဟာလားဒီပင်တွေဖြို့များတယ် cherry ဒီကမဟုတ်လားဟိုမှာခွေးလေး hello ဒီခွေးရိုးရှိပါရိုးမရှိဘူးနော်ဒီခွေးမဟုတ်ပုံမှန်ခွေးသူ့ချွေးဘူးတော့ရိုးမရှိဘူးOkay, mushroom နဲ့ရွာလိုက်ရှာရမယ်။ဟဲ့ရဘာတော့ဟာထေရှုပေးဟိုဒါဆိုဘိုင်ဝင်
ဘေးမှာနောက်ထပ်ဆုံးမပိုင်ဝင်မဟုတ်လားဆုံးမတော့ငါထင်တာတော့ထေးရှိကျွန်တော်ထင်တာတော့ထေးရှိဖေးဘိုင်ကအလင်းမှာဆုံးမပိုင်ဝင်နှစ်ခုနဲ့ပိတ်နေတာမသိအိုးမိုင်ကိုကြောက်ကြရည်ဆုံးမရင်မတွေ့ဘူးနော်တွေ့ကြဂမ်းမှာ Oh my god ဟာအဲ့လိုချက်ပလေးရဆိုအဲ့လိုကိုမြင်ကူးရအောင်ပါလေအဲ့လိုချက်ပလေးတွေရအောင် Oh my god ချီဦးတဲ့လိုက်ရှော့လိုက်ဆိုင်ပြေးမှပြေးရမှာပြေးရမှာဇောက်ဆိုင်ပဲပြေးရမှာ Oh my god Oh my god ပြေးဘာရလဲစားချင်းလို့မဖြစ်တော့မစားလဲတော်တော်စားပြီးတော်တော်များများစားနေတာဘာရမီးဟွာတွေမရှိဆိုတော့ရှေ့ရတယ်အဲ့တော်တော်များများစားနေတာဟာတေးသွားလို့မရတော့ဥမာနောက်ထပ်ထေးရှူပေးဘိုင်ရိုတစ်ခုကဟိုတို့ကြည့်ကြပါဦးနောက်ထပ်ထေးရှူပေးဘိုင်ရိုတစ်ခုကျွန်တော်မြင်နေရပြီ Okay ကျွန်တော်ဒီဘာရလဲစားရဝါဘလို့ရရွာမနေမရ Okay အရှိမတော့ဝင်ပဲနွားလေးတက်ရမယ်တက်ရမယ်ကွာယော့နောက်တော့ယော့ကျွန်တော်တစ်ချက်ပဲခုတ်လိုက်ပြီးကိုချက်ခုတ်လိုက် Okay ဘာရအတီတော့စားရဟာမနွားတော့တက်တော့ပါဘူးလေတက်ရင်တက်မယ်ကွာကြာတက်မယ်ချက်တော့ဟောချက်ပဲတက်လိုက်ချက်ဟောကိုယ်ပါမြားလုံးမင်းကမြားလို့ခါရငါဖလင်းမင်းကမြားလို့ခါလဲငါမဖလင်းမရှိဘူးထုတ်တယ်ရှိတယ်မွေးဗါလဲငါမွေးရရှိဒါနဲ့ဖလင်းမရှိ Okay ကျွန်တော်ဗါလဲဒီအရုံနဲ့ကြုံလာမရဘူး Okay ပါကျွန်တော်ဘာလို့ဟိုကချက်လာပြီဟင်းတော့ချက်လာပြီ Okay ဟင်းချက်လာတော့အားရစရာကြီးချက်အတိပြီပါငွားငေါ့လည်းကြည့် Okay တေးချင်းလို့မသိအသားရပြီနော်ဟိုအသားတွေကတော့ချက်လို့မရတယ်ဘူးဘာလဲလောင်းစားကုန်သွားလို့ Okay စားမစားဘိုက်ပြအောင်စားကျွန်တော်ကတော့ဘိုက်ပြမှရဆိုတော့လုံးဝတခြားဗီဒီယိုတွေဆက်လက်တင်ရှိနိုင်မှာဖြစ်ပါတယ် Okay ပါကျွန်တော်ဒီနေ့ဗီဒီယိုကိုကြည့်ပြီအားလုံးကျေးဇူးတင်ရှိပါတယ်ခင်ဗျနောက်တဲ့ဗီဒီယိုကြရင်တော့ကျွန်တော် Iron Full Arm မှာလည်းလုပ်လိုက်မယ် Picket စီအားလုံးလည်း East ရဲ့ Iron နဲ့ Full Arm မှာဖြစ်ပဲအဲ့ဒါကျွန်တော်ဟိုကလည်းလုပ်မှာဖြစ်ပါတယ်အခုကျွန်တော်တရားထိုင်ပြပါတယ်ရွာကိုလည်းရှာမယ်ရွာကိုရှာတွေ့မလားမသိဘူးနောက်ဗီဒီယိုကြရင်ကျွန်တော်ဒိုင်းမွန်တသိပါပါဖြစ်တော့ကျွန်တော်လောက်ရမှာလာမဖြစ်ပါဘူးရှာတွေ့တော့တွေ့မယ်ကျွန်တော်ရှာတွေ့တော့မသိပါဘူးကျွန်တော်ဖတ်တူတင်ပြီးတော့ပါ Okay ကျွန်တော် Let's go ဒီဗီဒီယိုလောက်ပါမယ်နောက်ဗီဒီယိုပြန်တွေ့ကြမယ်ကျွန်တော်ဗီဒီယိုပဲ like and subscribe ကိုလုပ်နေကြဘူး Bye bye တောင်းဆိုချင်ပါတယ်